ကိုက clinic တွေမှာသွားပြီးတော့မှ anti aging treatment တွေလုပ်ဖို့ကိုအဆင်မပြေဘူးအိမ်မှာပဲ skin care လုပ်ရင်းနဲ့နှုတ်ပြချင်တယ်ဆိုလို့ရှိရင်တော့အခုပြပေးမယ် ingredients တွေပါဝင်တဲ့ skin care ကိုရွေးချယ်လို့ရတယ်နံပါတ်1ကတော့ retinoids တွေက cell turnover ကောင်းစေပြီးတော့မှပြည့်စည်တဲ့အရေးပြားကိုအများဆုံးပြန်လည်ပြုပြင်ပေးနိုင်တယ်အရေးကြောင်းတွေကိုသက်သာစေနိုင်တယ်နံပါတ်2ကတော့ vitamin C က potent antioxidant ဖြစ်တဲ့ collagen ထုတ်လုပ်မှုကိုအားပေးပြီးတော့အမဲဆက်တွေကိုသက်သာစေတယ်နံပါတ်3က hyaluronic acid ကတော့အဓိကရေဓာတ်ကိုဖြည့်ပေးနိုင်တယ်နံပါတ်4ကတော့ peptides တွေကကြတော့ skin firming နဲ့ elasticity အတွက်အရန်ကောင်းတယ်နံပါတ်5ကတော့ niacinamide ကတော့ skin barrier ကိုကောင်းစေတယ်ချွေးပေါက်တွေချင်းစေတယ် skin texture တွေကိုပိုပြီးကောင်းလာစေတယ်နံပါတ်6ကတော့ AHA တွေကတော့ဒီ cell တွေဖယ်ရှားပေးတဲ့အတွက်ကြောင့်မလို့ညစ်နေတဲ့အရေးပြားတွေကိုပြန်ပြီးတော့မှဖြူဝင်းစေတယ်နံပါတ်9ကတော့ sunscreen ကတော့ဒီ UV ကြောင့်မလို့ဖြစ်လာတဲ့အရေးကြောင့်ဖြစ်တာတွေအသားရည်ပျက်စီးတာတွေအမဲဆက်တွေထွက်တာကိုကာကွယ်ပေးတယ်နံပါတ်10ကတော့ ceramides တွေကလည်း skin barrier ကိုအားကောင်းစေပြီးတော့မှအရေးပြားရဲ့ moisture ကိုထိန်းပေးထားနိုင်တယ်နံပါတ်9ကတော့ coenzyme Q10 သူကလည်း potent antioxidant ဖြစ်ပြီးတော့မှအရေးပြားတွေပျက်စီးတာကိုအမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်တယ်အခုဆိုလို့ရှိရင်တော့ကိုယ့်အရေးပြားမှာဖြစ်နေတဲ့ပြဿနာနဲ့ဘယ်လို ingredients တွေကိုရွေးချယ်သုံးစွဲရမလဲဆိုတာကိုသိရှိသွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်း ingredients တစ်ခုချင်းစီကိုဘယ်လိုမျိုးသုံးရမလဲဆိုတာကို sharing လုပ်ပေးပါမှာဖြစ်လို့ like and follow လေးလုပ်ခဲ့နော်လှပဆိုင်ရာကျွမ်းကျင်မှုများနဲ့အတူမြဲရှိနေမယ်ဒေါက်တာထပ်ပါ